မင်္ဂလာရှိတဲ့ Christmas နေ့လေးမှာမင်္ဂလာရှိတဲ့လက်ဆောင်လေးကိုပြန်လည်ပေးအပ်ရင်းနဲ့ဖျားသခင်ရဲ့မွေးနေ့ကိုကျေးဇူးလိုက်ကြရအောင်နော်Big and we